အန်နာကသူမမျက်စိရှိကမြင်လိုက်တဲ့အရာကြောင့်ချက်ချင်းနောက်လှည့်ထွက်သွားခဲ့တယ်။အပြင်ကနေကြည့်ရင်ဒေါသတက်နေပုံလိုပေမဲ့တကယ်တမ်းကတော့စိတ်ပြတ်မှုကပိုကြီးနေတယ်။ဒဲရက်ကတော့သူမကိုချက်ချင်းလိုက်ပြီးရှင်းပြဖို့ကြိုးစားလိုက်တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စကားများပြီးတဖြည်းဖြည်းစိတ်ငြိမ်လာကြတယ်။ပြန်ပြီးစာကြည့်ဖို့ထိုင်ကြတဲ့အချိန်မှာပဲအန်နာရဲ့ဖုန်းထဲကို message တစ်ခုဝင်လာတယ်။ Justin သူမချက်ချင်းစိတ်မငြိမ်တော့ဘူး။ Justin ကသူမနဲ့သူမရဲ့တခြင်းအကြောင်းပြောချင်တယ်တဲ့။အဲ့ဒီအချိန်မှာအန်နာက Garrett ကိုမေးတယ်။ဒါဆိုငါတို့ဘာလုပ်မလဲ။နောက်တော့ Justin နဲ့အန်နာတွေ့ဆုံကြပြီး music အကြောင်းကိုအေးအေးဆေးဆေးစကားပြောလာကြတယ်။နှစ်ယောက်ကြားက conversation ကတဖြည်းဖြည်းနဲ့လာပြီးအခြေအနေကပိုပြီးရင်းနှီးလာတယ်။ဒါပေမဲ့မထင်ထားတဲ့အချိန်မှာပဲအန်နာရဲ့ laptop ကိုဖွင့်လိုက်တဲ့အခါ Crushing ဆိုတဲ့ playlist တစ်ခုပေါ်လာတယ်။အဲ့ဒီအခါ Justin ကအံ့ဩသွားပြီးအခြေအနေကတခါတည်းအေးသွားတယ်။အန်နာလည်းအဆက်တကြီးဖြစ်ပြီးငါသွားရတော့မယ်လို့ချက်ချင်းထွက်သွားခဲ့တယ်။တကားပိတ်သွားတဲ့အခါမှာတော့အန်နာကအခန်းထဲမှာတယောက်တည်းကြံခဲ့တယ်။သူမရဲ့စိတ်ထဲမှာတော့ငါသူ့အမြင်ကိုပျက်စီးသွားစေပြီလားဆိုတဲ့စိုးရိမ်မှုတွေပြည့်နေတယ်။သူမက message ပို့ဖို့လည်းစဉ်းစားတယ်။ဒါပေမဲ့ဘယ်လိုဆက်ပြောရမလဲဆိုတာမသိနိုင်ဘူး။နောက်ဆုံးမှာတော့အန်နာကအဲ့ဒီမတက်တာတဲ့အရှက်နဲ့စိတ်ပူမှုထဲမှာပဲတိတ်တဆိတ်ပိတ်မိနေခဲ့တယ်